ခုနှစ်ချီဝကျမကတော့အလိမ္မာပါဒီနေ့မှလည်းခိုက်ကော့ဂျပန်ပိုင်းရဲ့အဆက်ကလေးကိုပြန်ပြီးတော့ရှင်းပြမှာဖြစ်တယ်ပေါ့နော်မနေ့ကပြီးတာရဲ့အဆက်လေးပေါ့နော်ဒီနေ့မှလည်း3မျက်နှာလောက်ရှင်းပြမယ်နောက်ဗီဒီယိုတစ်ဖိုင်ဆိုလို့ရှိရင်တော့ပြီးပါပြီနော်ခိုက်ကော့ဂျပန်ပိုင်းခိုတိုပါတွေကအများကြီးမရှိတဲ့အတွက်ဗီဒီယို4 ဖိုင်ပေါ့4 ဖိုင်ကြည့်တာနဲ့ခိုတိုပါအားလုံးရပါပြီအခုကတော့3 ဖိုင်မြောက်ပေါ့နော်ဒါဆိုရှင်ရင်စလိုက်ကြရအောင်ဤရုဤအဝတ်အစားဤရုဤအဝတ်အစားဤရဲပါအန်ကဤရဲပါကအန်ကဥကိုင်ပလုတ်ကျင်ချင်းဥကိုင်ပလုတ်ကျင်ချင်းဥကိုင်ပလုတ်ကျင်ချင်းဥဝကီအပေါ်ဝတ်အင်ကြီးဥဝကီအပေါ်ဝတ်အင်ကြီးခိကအဲအဝတ်လေချင်းဂီရှိကအန်ကသွားတူပေါ့နော်ဂီရှိခိရှောကအဲ့ရထားချင်းကုရှိကခေါင်းဖီရောဘီပေါ့နော်ကုရှိခေါင်းဖီပေါ့ခိုးရအဝတ်လဲခြင်းခိုးရအဝတ်လဲခြင်းအဲ့ဒီတော့ဒီခိုးဤနဲ့ခိကအဲဆိုတာလေးကဘာဖြစ်မလဲစိတ်မီနင်းဖြစ်မယ်နော်အဝတ်လဲခြင်းဆိုတဲ့စိတ်မီနင်းလေးဖြစ်မယ်ခိကအဲနဲ့ခိုးဤနဲ့နောက်တစ်ခုကခိုးကုခဲကသွားနဲ့ခရင်ကျမ်းမာရေးဆောင်ရှောက်မှုခိုးကုခဲကသွားနဲ့ခရင်ကျမ်းမာရေးဆောင်ရှောက်မှုရှိတာကီအတွင်းကန်ရှိတာကီကအတွင်းကန်စကတ်တိုစကတ်ဒီစကတ်ကနေလာတာဗောနော်စကတ်တိုစကတ်ဟိုင်ရှာသွားဆရာဝင်ဟာဘူရာရှိသွားလိုက်တန်ဟာဘူရာရှိသွားလိုက်တန်ဟာမီကာခီကသွားလိုက်ချင်းဟာမီကာခီကသွားလိုက်ချင်းပန်စကဘောင်းမီတိုပန့်စ်ဗောနော်ဒီ pants ကနေလာတယ်ပန့်စ်ဟီကဲဆိုဒီကမုတ်ဆဲရိတ်ချင်းဟီကဲဆိုဒီမုတ်ဆဲရိတ်ချင်းဟီကဲဆိုဒီမုံဆဲရိတ်ချင်းမီဂျီတာကူကတန်ရှင်းတွေ့ရစာဖီလိန်ပစားချင်းမီဂျီတာကူယောဖူကူကအနောက်တိုင်းဝစ်ဆုံယောဖူကူကအနောက်တိုင်းဝစ်ဆုံရှင်းဆာဆွယောဂရှာဖွေစစ်ဆေးခြင်းရှင်းဆာဆွယောဂရှာဖွေစစ်ဆေးခြင်းဟီတာရီကာဝါကဘဲဘက်ဒါလေးတော့ရှင်းတယ်မနော်ဟီတာရီယာဘေကာဝါကဘက်ဆိုတော့ဘဲဘက်မီဂီကာဝါညာဘက်မီဂီကာဝါညာဘက်မီဂီကညာကာဝါကဘက်ဆိုတော့မီဂီကာဝါညာဘက်မီရူကလူနာကြည့်တီမီရူကလူနာကြည့်တီယောနာခညာတကောင်ချင်း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 เนาะဒါဆိုလို့ရှိရင်တစ်ခေါက်ချင်းစီပြန်ဖတ်ပြပါမယ်ဤရူဤအဝတ်အစားဤရပါအန်ကဥကိုက်ပလုတ်ချင်းချင်းဥဝါကီအပေါ်ဝတ်အင်ကြီးခိကအဲအဝတ်လဲခြင်းဂီရှိကအန်ကသွားတူခိရှောအရာထားခြင်းကုရှိကောင်းဖီရောပိဘီခိုးအဝတ်လဲခြင်းခိုးကုခဲရသွားနေခရင်ကျမရေးဆောင်ရှောက်မှုရှိတာကီရအတွင်းကစုခတ်တော်စကဟိုင်ရှာသွားစီအောင်ဝင်ဟာဘူရာရှိသွားလိုက်တဲ့ဟာမီကာခီသွားလိုက်ခြင်းပန်းစက်ကဘောင်းမီတိုဟီကဲဆိုဒီမုတ်ဆဲရိတ်ချင်းမီဂျီတာကွာတန်ရှင်းတရစာဖီလိန်ဝတ်စာချင်းယောဖုကုနောက်တိုင်းဝတ်ဆောင်ရှင်းဆဆယောဂရှာဖွေစစ်ဆေးခြင်းဟီတာရီကာဝဘဲဘဲမီဂီကာဝညာဘဲမီရူဝလူနာကြည့်ဒီယောနာခညာတကောင်ချင်းအဆိုရှင်တမျက်နှာပြီးပြီပေါ့နော်နောက်တမျက်နှာလေးထွက်သွားမယ်ဒီမှာပေါ့နော်ဒီလောက်ပဲရှိပါတယ်အွန်ဒိုအပူချိန်အွန်ဒိုကအပူချိန်အဆေဥခကုချွေးထွက်တီအဆေဥခကုချွေးထွက်တီအွန်ဒိုကအပူချိန်အဆေဥခကုကချွေးထွက်တီရှမ်ပူနော်ရှမ်ပူကနေလာတယ် SHAMPO ရှမ်ပူကနေလာနော်ရှမ်ပူပေါ့နော်ရှမ်ပူရှော့ဒိုကူကပိုးတက်ခြင်းရှော့ဒိုကူကပိုးတက်ခြင်းရှော့ဒိုကူအိခီဆိုရင်ပိုးတက်စေရင်ရှော့ဒိုကူကပိုးတက်ခြင်းရှော့ဒိုကူအိခီကပိုးတက်စေရင်စိတ်ခက်ဟိုကြည့်တန်တန်ရှင်းရှင်းနေခြင်းတန်တန်ရှင်းရှင်းထားခြင်းစိတ်ခက်ဟိုကြည့်တန်တန်ရှင်းနေခြင်းတန်တန်ရှင်းထားခြင်းစိတ်ရှိခိရေဘက်တိုက်ခြင်းကစိတ်ရှိခိခေါင်းလျှော့ခြင်းကစမ်ပတ်မျက်နှာတက်ခြင်းကစမ်မန်မျက်နှာတက်စလုံးကစမ်မန်ခိဒါစအရှိစကအဝဲချုပ်ခံနယူးယောက်ခုအရေးချိုးခြင်းရေးစိန်ချိုးခြင်းနယူးယောက်ခုဖုခုကပုတ်တိုက်တယ်ဖုခုယခုရှိစကရေချိုးကန်ယခုဆိုကရေချိုးစလားrinse ရေဖြင့်စေတီခက်ခုနင်းကစစ်စေးအတိပြုခြင်းခက်ခုနင်းလုပ်တယ်ဆိုတာလေးပါနော်ဒီခိုက်တော့အလုံးမှာဆိုလို့ရှိရင်ဒီမှာတိုက်ရမယ့်ဆေးတွေပါနေဆိုရင်ခက်ခုနင်းကို3ချိန်အထက်လုပ်တယ်ဒါပေါ့နော်ခက်ခုနင်းစစ်စေးအတိပြုခြင်းအွန်ဒိုအပူချိန်အဆေဥခက်ခုချွေးထွက်သည်
shampoo short တို့ကူပိုတက်ခြင်း short တို့ကူအကီပိုတက်စေရေးဆဲခဲဆဟိုကြီးတတန့်ရှင်နေခြင်းတတန့်ရှင်ထားခြင်းဆဲရှိခိရေပတ်တိုက်ခြင်းစမ်းပတ်ကျခေါင်းလျှော့ခြင်းဆမ်းမန်းမျက်နှာတက်ခြင်းဆမ်းမန်းခိမျက်နှာတက်စလုံးတဆအရှိဆအဝိချုပ်ခံနယူးယောက်ခုရေချိုးခြင်းရေစိမ်ချိုးခြင်းဖုခုပတက်တီပတိုက်တီယောကုရှိဆရေချိုးကန်ယောကုဆိုရေချိုးစလာရင်စုရေပြင်စေဒီခကုနဲ့စစေအတီပြုခြင်းဒါလေးဆိုရင်2မျက်နှာပြီးသွားရင်เนาะဒီနေ့က3မျက်နှာပဲတင်ပါပါတိတ်မကြံတော့ဘောเนาะဒီခုတ်တိုပါလေးဟုတ်ပါပြီအဲ့တော့အခုမှဗီဒီယိုလေးက9မိနစ်ကျော်6မိနစ်လေးပဲရှိတဲ့အတွက်ဗီဒီယိုလေးကိုဆက်ကြည့်သွားပါအောင်เนาะမထွက်လိုက်ပါနဲ့အကျိုးရှိမှာပါဒါလေးကိုကြည့်လိုက်တာနဲ့အိုရှိဘိုရီလက်တော့ပဝါအိုရှိဘိုရီကလက်တော့ပဝါအိုရှိဘိုရီလက်တော့ပဝါခါတန်လိုက်ကခန်းစီခါတန်ခကြည့်အိမ်မကိစ္စပါတော့ခါကြည့်အိမ်မကိစ္စခါတာချကေဒီကတော့တိုင်ဆဲရှင်းလင်းနဲ့ခါတာချကေဒီတိုင်ဆဲရှင်းလင်းဒီခါဝါခါစု6တွေးစီဒီခါဝါကူက6တွေးဒီခါဝါခါစုက6တွေးစီဒီခန်းခိလေဝင်လေထွက်ခန်းခိကလေဝင်လေထွက်ဂေါမီပါခွာအမိုက်ပုံဂေါမီပါခွာအမိုက်ပုံစိတ်ဆိုတိုက်ချွတ်စေကြောခြင်းစိတ်ဆိုတိုက်ချွတ်စေကြောခြင်းစန်တာကူကရှော့ဖွတ်ခြင်းစန်တာကူကရှော့ဖွတ်ခြင်းစန်တာကူကရှော့ဖွတ်ခြင်းစန်တာကူမိုနိုကရှော့စရာစန်တာကူမိုနိုကရှော့စရာဆိုကြီးကတန်ရှင်းလှုပ်ခြင်းတဒမွားခောက်တီတဒမွားခောက်တီချော်ရီချက်ပြုတ်ခြင်းချော်ရီကချက်ပြုတ်ခြင်းဖုတ်တုံကဂျပန်မွေရဖုတ်တုံဂျပန်မွေရဟိုစုနေလန်းဒီဟိုစုကနေလန်းနဲ့မခုရကခေါင်းအောင်မခုရခေါင်းအောင်အဲ့တော့တစ်ခါထပ်ပတ်ပြမယ်ပေါ့နော်အိုရှိဘိုရီလက်တော့ပဝါခါတက်လိုက်ကခန်းစီခါကြီးအိမ်မှုကိစ္စခါတာစခဲတူတင်ဆေရှင်လင်းဒီခါဝါခါစု6တွေးစီဒီခါဝါကူ6တွေးဒီခန်းခိလေဝင်လွေထွက်ဂိုမီပါခိုအမိုက်ပုံဆဲဆိုတိုက်ချွတ်စေကြောချင်းစန်တာကူရှော့ဖွတ်ချင်းစန်တာကူမွန်နိုရှော့စရာစိုးကြည့်တန်ရှင်းလှုပ်ချင်းတာတာမူအခောက်တီချောရီချက်ပြုတ်ချင်းဖုတ်တုံကဂျပန်မွေရဟိုစုနေလန်းဒီမခုရကောင်းအောင်ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးဖိုင်လေးမှာ3မျက်နှာလေးကပြီးသွားပါပြီနောက်ဆုံးခုတ်တိုပါလေးကဒီဒါလေးပဲကြံမယ်ပေါ့နော်ကြည့်သွားပါအောင်ဒီမှာဒီ2မျက်နှာလေးပဲကြံပါမယ်ဒါပြီးလို့ရှိရင်ဂျပန်ပိုင်းခိုင်ကော့ဒီစာအုပ်လေးရဲ့ခုတ်တိုပါဂျပန်ပိုင်းအားလုံးပြီးသွားပါပြီအဲဒါကြောင့်မလို့နောက်ဆုံးတစ်ဖိုင်ပဲကြံတော့တဲ့အတွက်နောက်ဆုံးဗီဒီယိုလေးကိုလည်းဖိုင်လေးကိုလည်းကြည့်ပေးဖို့ပြောချင်ပါတယ်ပြီးတော့အလိမ္မာစီမှာ passport ကြွာစာပဲနဲ့ social ဒီစာပဲပေါ့နော် TikTok like and follow อ่ะ Facebook page like and follow လေးရပါတယ်အဲ့ဒါအပြင်ဂျပန်နဲ့ပတ်သက်တဲ့တိုကူတေဖောင်စာပဲလည်းရပါတယ်ခိုင်ကောဆိုရင်မြန်မာပိုင်း1000ဂျပန်ပိုင်း1000ဖောင်စာပဲဖီယာ2000ပေါ့နော်ကျန်တဲ့ဟာလေးတွေကတော့စာပဲဖီ1000ခွဲပါအဲ့တော့အဲ့ဒါဒီဖောင်စာပဲနဲ့ပတ်သက်ပြီးတော့လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်